ဒူဘိုင်းမှာဈေးသက်သာဆုံးခောက်ဆွဲကြော်နေပြောပြဒီဟာခောက်ဆွဲကြော်ကပဲဒီက 1.5 AED တစ်ချက်ခွဲဖို့ဥနီကတစ်ချက်ခွဲဖို့ပြီးတော့ခောက်ဆွဲကစပါဂက်တီခောက်ဆွဲပေါ့နော်အီတလီကလာတဲ့ခောက်ဆွဲမျိုးပေါ့သူဈေးသက်သာတယ်2ချက်ပဲပေးရကုန်5ချက်ပဲကြာငါးစားတွေကဒူဘိုင်းမှာမြန်မာစားတွေကဆိုင်မသွားဆိုင်ဈေးကြီးရယ်ဒီလိုမျိုးကိုဘာသာကိုအိမ်မှာကြော်စားရင်ဈေးသက်သာတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မြန်မာဆိုင်တွေကနဲတယ်နဲပြီးတော့ဆိုင်ကန်းကတွေဈေးကြီးလို့ထင်ပါတယ်တွားပြီးတော့ခောက်ဆွဲကြော်တစ်ပွဲဝယ်စားမယ်ဆိုရင်အသားတော့ပါတာပေါ့အစိတ်လောက်ပေးရပါတယ်အစိတ်ဆိုတာနောက်အောက်ဆုံးဈေးပေါ့နော်အဲ့တဲ့ပို့ပေးရနိုင်ပါတယ်တခြားအေးရှားစာတွေလည်းလိုပါပဲဈေးကြီးပါတယ် UAE မှာကိုင်ကိုချိုးဆိုင်တော့ဈေးသက်သာပါတယ်စူပါမားကတ်တရားဝင်ဝယ်တဲ့အသီးအနှံတွေပါတွေကဈေးရမကြီးပါဘူးဆိုင်ကန်းကားတွေလူနေထိုင်တဲ့အဆောက်အအုံတွေကဈေးရန်ကြီးလို့ပါ